လာရှင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစီဆိုင်မြို့နယ်ပြည်သူ့စာချစ်တိုက်ရဲ့အသိပညာဗဟုသုတများဝေချင်းစီစဉ်ကနေကြိုဆိုလိုက်ရပါတယ်ရှင်။ယခုတစ်ခါမှာတော့ကမ္ဘာအရှိဆုံးနဲ့တက်တန်အရင်ဆုံးကျွန်းသစ်တရားကြီးဖြစ်တဲ့ဥပိန်တရားအကြောင်းကိုပြပြချင်ပါတယ်။ဥပိန်တရားကြီးကမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်ရှိတောင်တမန်အင်ကိုဖြတ်တန်းကားတည်ဆောက်ထားပါတယ်။အဲ့ဒီတရားကြီးကမြမရိုးရာအင်ဂျင်နီယာနဲ့ဘိတုကလက်ရရဲ့ပြောင်းလဲမှုကိုပြသနေကနိုင်ငံတကာခီးသွွားများအကြအလွန်ရေးပန်းစားတဲ့သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီတရားကြီးကိုမြန်မာတက္ကရာ1211ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့ကုန်းပေါင်ခေပကံမင်းလက်ထက်တွင်ပြီးစီးခဲ့ပါတယ်။တက်တန်အဖြစ်နှစ်ပေါင်း180ကျော်ရှိပြီဖြစ်ပါတယ်။အဲ့ဒီတရားကြီးကိုအမရပူရမြို့ဝန်ပြည်တိုက်အတွင်းဝန်ဥပိန်ကဦးဆောင်ပြီးတော့ဆောက်လုပ်ခဲ့တာကြောင့်သူ့ရဲ့နာမည်ကိုအစွဲပြုကဥပိန်တရားလို့ခေါ်တွင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီတရားကြီးကိုတိဆောက်ရမှာအသုံးပြုခဲ့တဲ့ကုန်ကျန်းတွေကတော့အမရပူရမှာယတနာပုံတို့မြို့တော်ပြောင်းရွှေ့စီကကျန်ရစ်ခဲ့တဲ့စကိုင်းနဲ့အမရပူရနန်းတော်ဟောင်းများမှာတိုင်လုံးကြီးများကိုနှမျောတဲ့အတွက်အများပြည်သူများအစဉ်ပြေပြေတွာလာနိုင်ရန်တရားအဖြစ်ပြန်လည်အသုံးပြုတိဆောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားကြီးက3968ပေခန့်ရှိလျားပါတယ်။မူလတိဆောက်စဉ်ကတရားတိုင်ပေါင်း1086တိုင်ရှိခဲ့ပါတယ်။ခေတ်ဆက်ဆက်ရေဘေးတံနဲ့ရာသီဥတုတံကြောင့်ပျက်စီးသွားတဲ့ကျွန်းတိုင်ချို့ကိုကွန်ကရစ်တိုင်များနဲ့အစားထိုးပြုပြင်ထားခြင်းတွေလည်းရှိပါတယ်။ရေကြီးကြောင်းရဲ့ဝဲကရက်တံကိုခံနိုင်ရှိစေရအတွက်အဲ့ဒီတရားကိုမြင်းဖြောက်အတိုင်းမဟုတ်ပဲအနှဲငယ်ကွင်းညွတ်သောပုံစံနဲ့တိဆောက်ထားတာဖြစ်ပါတယ်။တရားပေါ်မှာခီးသွွားတွေနားနေနိုင်ရဲ့အတွက်ဇရက်တွေဆောက်လုပ်ထားပြီးတော့ရေလောက်သားများနဲ့လေများဖြတ်တန်းသွားလာနိုင်ရဲ့အတွက်တရားအုပ်ချိန်မှာဖွင့်လှစ်ထားတဲ့အခန်းကျင်းများကိုလည်းစနစ်တကျထည့်သွင်းတက်ချက်တိဆောက်ထားတာဖြစ်ပါတယ်။ကဘာကျော်ဥပိန်တရားကနေဝင်ချင်းရှုခင်ကြောင့်ကဘာလက်ခီးသိမ်းများအကြအလွန်ထင်ရှားပါတယ်။တောင်တမန်အင်းအတွင်မှာလှေစီးရင်တရားကြီးနောက်ခံတဲ့ရွှေဝါရောင်တန်းနေတဲ့နေဝင်ချင်းမြင်ကွင်းကိုဓာတ်ပုံရိုက်ကူးခြင်းမှာအလွန်လှပတဲ့ရင်သက်ရှုမှတ်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပါတယ်။တရားပေါ်မှာလမ်းလျှောက်နေတဲ့တန်ဃာတော်တွေဒေသခံများနဲ့အင်းအတွင်ငါးဖမ်းနေတဲ့တန်ဃာသည်များရဲ့လူနေမှုဘဝပုံစံကိုတိုက်ရိုက်တွေ့မြင်နိုင်ပြီးတော့မြမယူရယဉ်ကျေးမှုကိုအနည်းကခန်းစားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။